Oh, the king shoe, oh, the king shoe, oh, the king shoe, oh, the king shoe, grow them rich jabai, oh, the king shoe sha, cunaro knitted or grow jesu to my, oh, the king shoe sha, Nicorajo one jimia, Nicora mumido jesuro, the ruddy muyo cansa one meow we and knit at the Diego Grotama beach into a grogo jesu to my, oh, the king shoe, grossy magain, grow a chancy road, grogo chima my, oh, grow a chancy road, my shiquia, don't grow jesu to my. Oh, the king shoe, grow wing up champion Jimao, the Kayashi went the rupture chimney, grotan the pump point be by. Oh, the king shoe, oh, to the king shoe, oh, to the king shoe, grow the rich jabai, grow a chancy of female piece on gender, grow grandi, the rodema. Oh, can win it. I know Muye, the Rodema, when you say cannot find the one wing up champion penny chendra grogo jesu tamadi, Gracie Macona dojo watching yan wing up champion penny chendra grow jesu tamadi, grow granesis at home where the south penny chendra grogo jesu tamadi, oh, to the king issue in Gawimia. Ah, long dog already. Nimyaswa, oh, the king shipya, Ugano, up to the lagoon, sit by me up to the lagoon, in Gawin chichi up to the lagoon, Grody, you say take down at home, ya you been a chain to Grogo Jesu to Madi, oh, to the king shoe, amen. Ipa kanji don't can get nip. တင်တို့အတွက်ကြောင့်ငါအားအပ်ပေးတော်မူသောဘုရားသခင်၏ကျေးဇူးတော်ဗန္နာထိန်ခြင်းကိုတင်တို့ကြားသိရသည်နှင့်အညီဩသခင်ယေရှုဖျားတင်တို့အတွက်ကြောင့်ဩသခင်ယေရှုဖျားတင်တို့အတွက်ကြောင့်ဖြစ်ပါ၏ဩသခင်ယေရှုဖျားတမန်တော်အားဩသခင်ယေရှုဖျားအပ်ပေးတော်မူသောဘုရားသခင်ကျေးဇူးတော်ဗန္နာထိန်ခြင်းသည်ဩတန်ရှင်သူများအတွက်ကြောင့်ဩတမန်တော်အတွက်ကြောင့်ဖြစ်သောကြောင့်ကိုရောကိုချီးမွမ်းပါသည်ဩသခင်ယေရှုဖျားဩသခင်ယေရှုဖျားယနေ့အင်္ဂါဝင်များဖြစ်သောတမန်တော်ရောက်စတိုင်းကိုလည်းဩကိုရောဒီဖျားသခင်ကျေးဇူးတော်ဗန္နာထိန်ခြင်းကိုအပ်ပေးထားတာဖြစ်သောကြောင့်ချီးမွမ်းပါသည်ယနေ့တမန်တော်အတွက်သားမကဩတင်တို့အတွက်ကြောင့်ဩတန်ရှင်သူတို့အတွက်ကြောင့်ဩအခြားသောအင်္ဂါဝင်များအတွက်ကြောင့်နေအနှင်ခံရတဲ့အိုးကိုရကျေးဇူးတော်ဗန္နာထိန်ခြင်းတော့ကိုရောကိုကျေးဇူးတင်ပါသည်အိုးသခင်ယေရှုဖျားကျေးဇူးတော်ဗန္နာထိန်နေရမှာကျေးဇူးတော်ဗန္နာဆိုးနေရမှာသူတို့ကိုခန့်အပ်ထားတော်မူခြင်းတော့ကိုရောကိုကျေးဇူးတင်ပါသည်သူတို့ကိုယ်တိုင်မှွေရဝမြောက်ဖွင့်ရအတွက်သားမကအိုးထိုကျေးဇူးတော်ကိုအိုးသခင်ယေရှုအခြားသူများအတွက်ဝင်းကဖြန့်ဖြူပေးဖို့ရန်ဖြစ်သောကြောင့်ကိုရောကိုကျေးဇူးတင်ပါသည်။အိုးကိုရစီမကိဒီကိုရဗန္နာထိန်ဗန္နာဆိုးဖြစ်ခြင်းပင်ဖြစ်သောကြောင့်ကိုရောကိုယေရှုတင်ပါသည်။ဟောသခင်ယေရှုဖျား။ဟောသခင်ယေရှုခရစ်စီမံကိန်းဒီအိမ်တော်မိသားစုလိုက်ဆိုင်ရာ။ဟောယနေ့စီမံကိန်းဟောကိုရဒီမိသားစုဝင်များကိုဟောသခင်ယေရှုဖျားအိမ်တော်ရဲ့ကြွယ်ဝခြင်းများဝေငှဖြန့်ဖြူပေးခြင်းစီမံခန့်ခွဲခြင်းဒီဟောစီမံကိန်းဖြစ်သောကြောင့်ကိုရောကိုချီးမွမ်းပါသည်။ဗန္နာထိန်ဗန္နာဆိုးဖြစ်သောကြောင့်ကိုရောကိုယေရှုတင်ပါသည်။အိုးချစ်သခင်ယေရှု။အိုးချစ်သခင်ယေရှု။အိုးချစ်သခင်ယေရှုယနေ့တမန်တော်တို့ကိုရောအနေထားတဲ့ဖျားခင်ကျေးဇူးတော်ဗန္နာထိန်ခြင်းမှုရအဖြစ်သူတို့ဒီသစ္စာရှိစွာအိုးသခင်ယေရှုယနေ့အင်္ဂါဝင်များရောက်တိုင်းထံသို့ကိုရစေမကုန်နိုင်သောကြွယ်ဝခြင်းများကိုအမှုဆောင်ဖြန့်ဖြူးခဲ့သည့်ဤသူအိုးသခင်ယေရှုဖျားယနေ့သူတို့အင်္ဂါဝင်ရောက်စီတိုင်းဒီလဲကိုရောရှင်ဖျားရဲ့ကျေးဇူးတော်အသီးသီးပေးအပ်ထားခြင်းခံရပြီးဖြစ်သောကြောင့်ကိုရောယေရှုတင်ပါသည်။အိုးသခင်ယေရှုဖျားအိုးမျိုးမျိုးသောကျေးဇူးတော်ဟိုတမရဒီမှွေရခံစားခွင့်တမရအရောက်တိုင်းမှာဝေစုရှိကြပါသည်ဟောသခင်ယေရှုထိုကျေးဇူးတော်မျိုးမျိုးသောကျေးဇူးတော်မြတ်ပြလှစွာသောကျေးဇူးတော်ကိုရှုထောက်မျိုးမျိုးကနေအင်္ဂါဝင်တီးဟောယနေ့တွေ့ကြုံခံစားခြင်းမှွေရဝမ်းမြောက်ခြင်းရှိအောင်ဒါမကဗန္နာထိန်ဗန္နာဆိုးအနေနဲ့ဟောသခင်ယေရှုထိုကျေးဇူးတော်များကိုဝေငှဖြန့်ဖြူးပေးရမှာဖြစ်တယ်ဆိုတော့ကိုရောဖွင့်ပြပေးခြင်းတော့ကိုရောကိုယေရှုတင်ပါသည်တမရဒီကိုရကြီးမားတဲ့မိသားစုထဲမှာပါဝင်ခွင့်ရသောကြောင့်ကိုရောကိုယေရှုတင်ပါသည်ကိုရောဝေငှဖြန့်ဖြူးခြင်းအမှုကိုတဲ့ဆောင်ဖို့ရန်အတွက်ဟောသခင်ယေရှုသစ္စာရှိတဲ့ဗန္နာဆိုးများကိုကိုလိုအပ်နေကြောင်းကိုဖွင့်ပြပေးခြင်းအတွက်ကိုရောကိုယေရှုတင်ပါသည်ဟောတမရကိုအနှင်ထားတဲ့ကျေးဇူးတော်ဗန္နာထိန်ခြင်းအမှုရသည်။အိုးသခင်ယေရှုဖျားယနေ့သင်တို့အတွက်ကြောင့်တန်ရှင်သူတို့အတွက်ကြောင့်အိုးဖြစ်သောကြောင့်ကိုရောကိုယေရှုတင်ပါသည်။အိုးသခင်ယေရှုဖျားကိုလိုသဲခန်းကြီးတဲခန်းငယ်25သင်တို့အကျိုးကိုထောက်၍အိုးငါအားအပ်ပေးတော်မူသောဖျားသခင်ဗန္နာထိန်နှင့်အညီငါသည်ထိုအကြောင်းကြောင့်အမှုတော်ဆောင်ဖြစ်တို့ရောက်ရပြီ။ဟာလေလုယာ။သင်တို့အကျိုးကိုထောက်၍ဟာလေလုယာ။အိုးသခင်ယေရှုသင်တို့အကျိုးကိုထောက်၍အိုးသခင်ယေရှု
Yesu. Oh, the King Yesu Pia, in the road, me a da, me a Joe. Oh, me a moyo, 1秒钱。အတွက်တာရှိရမှာမဟုတ်ဘူးဆိုတော့ဖွင့်ပြပေးနေခြင်းတော့ကိုကျေးဇူးတင်ပါတယ်။အိုးသခင်ယေရှုသင်တို့အကျိုးကိုထောက်၍ငါအားအပ်ပေးတော်မူသောဘုရားသခင်ဗန္နာထိန်နဲ့အညီအိုးသူတို့အပ်ပေးထားတဲ့သူတို့ခန့်အပ်ထားတဲ့ဗန္နာဆိုးဗန္နာထိန်အရာသည်အိုးသခင်ယေရှုတန်ရှင်သူရဲ့အကျိုးကိုထောက်၍ဖြစ်ပါသည်တန်ရှင်သူရဲ့အကျိုးအတွက်ဖြစ်ပါသည်အိုးသခင်ယေရှုဖျားထို့အကြောင်းကြောင့်ကျွန်တော်တို့ဒီအမှုတော်ဆောင်အဖြစ်သို့ရောက်ရခြင်းဖြစ်သောကြောင့်ကိုယေရှုတင်ပါသည်အိုးသခင်ယေရှုဖွင့်ပြတော်မူခြင်းအတွက်ကိုချီးမွမ်းပါသည်အိုးချစ်သခင်ယေရှုအိုးချစ်သခင်ယေရှုအိုးသခင်ယေရှုဖျားဒီနေ့အင်္ဂါဝင်တည်တည်အဖြစ်ကိုအကန့်အသတ်မရှိတော့ကိုယေရှုတော်ကြွယ်ဝခြင်းများကိုတို့တွေ့ကြုံခံစားခြင်းအဖြစ်အချင်းချင်းပြန်လဲအမှုဆောင်ဖြန့်ဖြူသောသစ္စာရှိသောဗန္နာဆိုးကောင်းများဖြစ်ပါမည်အကြောင်းတို့ရောက်ဆရာတတ်တာဖြစ်ခြင်းများကိုလက်တော်တို့အသက်တပံစက္ကအနှံကြပါသည်အိုးသခင်ယေရှုအိုးသခင်ယေရှုဗန္နာထိန်ဆိုဒီမှာခြားသူများလိုအပ်ချက်များကိုအမြဲတမ်းနေဖြည့်ဆည်းပေးတော်သူဖြစ်သောကြောင့်ကိုယေရှုတင်ပါသည်အိုးအင်္ဂါဝင်တိုင်းဒီလေယေရှုတော်ဒီနေ့ဗန္နာထိန်ကောင်းများဖြစ်ဖို့ရန်ကိုရဒီခန့်အပ်ထားတဲ့တာဝန်ပေးထားခြင်းဖြစ်တယ်ဆိုတာသမတို့ကိုဒါရီတိမှတ်နားလဲခြင်းရှိစေတော်မူပါနေစေတရက်မှွေရဝမ်းမြောက်ခြင်းများသည့်အခြားသူများကိုပြန်လဲစီးဆင်းဖို့ဒီနေ့ကိုရကောင်းကြီးမင်္ဂလာစီးဆင်းရလမ်းကြောင်းများဖြစ်လာဖို့အိုးသခင်ရှုကိုရရဲ့ဝေငှဖြန့်ဖြူရစီးဆင်းရလမ်းကြောင်းများဖြစ်လာဖို့ယနေ့သမတို့ဒီမြေကြီးပေါ်မှာတက်ရှင်နေရခြင်းဖြစ်သောကြောင့်ကိုယေရှုတင်ပါသည်ကိုမရရှိတော်သူထားတော်သူများကိုယနေ့ကိုရရှိအောင်အမှုဆောင်ဖြန့်ဖြူပေးတတ်တော်သူများအိုးအသက်ကိုလိုအပ်နေတော်သူများကိုအသက်ကိုအမှုဆောင်ဖြန့်ဖြူပေးတတ်တော်သူများအိုးသခင်ယေရှုဖျားအိုးသခင်ယေရှုရုပ်ပိုင်းဆိုင်လိုအပ်ချက်ရှိတော်သူများကိုလည်းအိုးသခင်ယေရှုဖျားမိရဲ့ဝေထုထဲကနေဝင်ငါဖြန့်ဖြူပေးတတ်တော်သူများအိုးသခင်ယေရှုဖျားနဲဆုံးဆုတောင်းခြင်းအိုးသခင်ယေရှုအဖျင်တော်၎င်းသူတို့နဲ့တူဆုတောင်းခြင်းအဖျင်၎င်းအိုးယေရှုတော်ကိုမဆအမှုဆောင်ပေးဖို့ရန်သမရဲ့အချိန်များကိုလည်းနေပေးရမည်ဖြစ်ကြောင်းကိုရသည်ယနေ့ဖွင့်ပြခြင်းတော့ကိုယေရှုတင်ပါသည်အိုးသခင်ယေရှုဖျားအိုးမိမိကိုယ်တိုင်နဲ့မိမိကိုယ်ပိုင်ချိန်နေနဲ့ပဲအိုးသခင်ယေရှုကုံဆုံးခဲ့တဲ့အချိန်တိုင်းတွေအတွက်ကိုခွင့်လွှတ်တော်မူပါသူတို့အပြင်ကိုစိတ်ကြောရေးစင်ကြယ်စေတော်မူပါအိုးသမတို့အနေထားတဲ့ဘုရားခင်ယေရှုတော်ဗန္နာထိန်ခြင်းအမှုရာသည်အိုးတန်ရှင်သူတွေအတွက်ကြောင့်အိုးတန်ရှင်သူတွေအကျိုးကိုထောက်ရအနေခံရတာဖြစ်ကြောင်းသမတို့ကိုအိုးဒါရီတိနာလဲစေတော်မူပါအိုးသခင်ယေရှုဖျားမိမိတို့အတ္တမြေကိုကြိုးအတွက်တောင်မဟုတ်ပဲသခင်ယေရှုကိုခန္ဓာတော်အတွက်ကိုရတိဆောက်ခြင်းအတွက်အိုးသခင်ယေရှုယနေ့ကိုရရဲ့သူတို့သမီးအဖို့အဖတ်ကိုခန္ဓာတော်ကိုလက်ခံရရှိဖို့ရန်အတွက်အိုးကိုရကျင့်တဲ့နှစ်သိမ့်ရကိုရမှုရဝမ်းမြောက်ခြင်းကိုရအလိုတော်အတွက်သမတို့ဒီပူပေါင်းတော်သူများဖြစ်စေတော်မူပါသမတို့တတ္တာချိန်တိုင်းအိုးသမတို့ဖြစ်ခြင်းအလုံးကိုရလက်တော်တို့သမတို့အတ္တပံစက္ကအနှံကြပါသည်သမတို့ဖြစ်ခြင်းနဲ့မှာတာရွေဝင်ငှဖြန့်ဖြူပေးတော်မူပါအိုးသခင်ယေရှုဖျားတာရွေခြားသူများကိုဝင်ငှနိုင်ဖွင့်ရန်အတွက်အိုးယေရှုရဲ့အပေါ်ဝေစုကိုသမတို့လိုအပ်ကြပါသည်အိုးသခင်ယေရှုဖျားပို့ချန်သောယေရှုတော်ဝေစုကိုဒီနေ့သမတို့ကိုမယောခံစားဝမ်းမြောက်စေပါကြည်ကြုံခံစားစေပါဖြည့်တော်မူပါသို့မှသာသမတို့သည်ကျေးဇူးတော်အပေါ်ဝေစုကိုခြားသူများဝင်ငါဖြန့်ဖြူပေးနိုင်မှာဖြစ်ပါသည်။အိုးသခင်ယေရှုဖျား။အိုးသခင်ယေရှုဖျားကျေးဇူးတော်ခိနာတော်အတွက်ကျေးဇူးတင်ပါသည်။ရာခတ်သိန်းတို့ကိုချီးမွမ်းပါသည်။သမတို့ရဲ့အရာခတ်သိန်းနဲ့ဝိညာဉ်တော်အားဖြင့်တို့အတွင်းထဲမှာကြွယ်ဝရရောစွာမဆပေးနေခြင်းတို့ကိုကျေးဇူးတင်ပါသည်။အိုးသခင်ယေရှုဖျား။အိုးသခင်ယေရှုဖျား။ခြားသူများပေးတော်သူသည်။အိုးခြားသူများဝင်ငါဖြန့်ဖြူတော်သူသည်သမတို့ထဲမှာဟောသခင်ယေရှုကိုပြန်လဲဖြည့်ဖို့ရနေရာရှိလာမှာဖြစ်သောကြောင့်ကိုယေရှုတင်ပါသည်စင်ဆက်မပြတ်ကိုဖြည့်ခြင်းခံဖို့ရလိုအပ်နေကြောင်းကိုယနေ့တွေ့ကြုံစီမှာဖြစ်သောကြောင့်ကိုယေရှုတင်ပါသည်အိုးသခင်ယေရှုစင်ဆက်မပြတ်ဖြည့်လက်စင်ဆက်မပြတ်ဝင်ငါဖြန့်ဖြူအမှုဆောင်သူများဖြစ်နိုင်ဖို့ကိုသမတို့ကိုဆက်လက်ရယူအသုံးပြုတော်မူပါယေရှုကိုချီးမွမ်း၍သမတို့အသက်တာများကိုစက္ကအနှံ့ကြပါသည်အိုးချစ်သခင်ယေရှုအာမင်